တိုင်းတို့ထားခဲ့မှာပြောင်းလဲလို့မြတ်တာမျောလေးချက်ပြည့်တဲ့နေကိုတေချာစင်လာကြည့်အောင်မှာအကုန်လုံးကအားချမယ်ငါရဲ့အနုပညာအထင်မှားခဲ့တဲ့ငါတွေဒီအပင်မှာနာဖို့ရောက်လာမှာဘလို့လဲကလေးရဲ့နေသေးစိတ်ကူလို့နေဒီလိုနေမြင်နေတီယူနေဒီလောကကြီးတဲ့ငါရဲ့နေရာပြီးတဲ့ဘဝရှိသေးလားဒီမကိုခွဲပြီးမြင်ကြည့်ရင်လေးလံမှုများတွေ့ပါပါအလေးတွေကတစ်ချိန်အလေးတွေကတစ်ချိန်များပါနေတိုင်းလို့ထားခဲ့တာဘာမှမထူးပါလားမျောလေးချက်ပြည့်တဲ့နေဟာတဲ့ရာတွေကြားတဲ့ပုံနေတာအကုန်လုံးပြေလာတော့ကြနောက်ပိတ်ဆုံးမှာငါ